ရှေးလွန်လေပြီးတော့အခါရွာတရွာမှာအလွန်ဆင်းရဲတဲ့မူဆိုးမကြီးတဦးနဲ့သူ့ရဲ့သမီးလေးတစ်ယောက်နေထိုင်ကြတယ်။တနေ့တော့မူဆိုးမကြီးကနေလန်းထားတဲ့ဆန်တွေကိုငှက်တွေလာမစားအောင်သမီးလေးကိုစောင့်ခိုင်းထားပါတယ်။သမီးလေးကလည်းဆန်ပန်းသားမှာထိုင်ဆောင်ပြီးငှက်တွေကိုလိုက်လံမောင်းထုတ်နေတော့မှပဲရွှေရောင်တောင်ပန်တွေနဲ့ထူးဆန်းတဲ့ကြီးကန်းတစ်ကောင်ကအနားမှာပြန်လာပြီးဆန်တွေကိုအေးအေးဆေးဆေးစားတော့ပါလေရော။အဲ့ဒီချိန်မှာသမီးလေးဟာငိုပြီးကျမတို့အမေကအရန်ဆင်းရဲပါတယ်။ဒီဆန်တွေကကျမတို့အတွက်အရန်တန်မိုးရှိလာပါတယ်လို့ပြောလိုက်တယ်။အဲ့ဒီအခါရွှေကြီးကန်းကသမီးလေးကိုတနာသွားပြီးပြောတယ်။သမီးလေးဒီဆန်မိုးကိုငါပေးပါမယ်။နေဝင်ချိန်မှာရွာပြင်ကမကြီးပင်ကြီးစီကိုလာခဲ့ပါလို့ပြောပြီးပြန်တန်းသွားခဲ့တယ်။သမီးလေးကလည်းနေဝင်ချိန်ရောက်တော့မကြီးပင်ကြီးစီကိုသွားခဲ့တာပေါ့။အဲ့ဒီချိန်မှာရွှေကြီးကန်းကသမီးလေးကိုရွှေတင်ကားပြားတစ်ပြားပေးလိုက်တယ်။သမီးလေးလည်းအယမ်းပျော်သွားပြီးသူ့အမေစီပြေးလွှားပြန်လာခဲ့တယ်။ဒီရွှေတင်ကားလေးကြောင့်သူတို့မိခင်နဲ့သမီးလေးတို့ဟာနောက်ပိုင်းမှာချမ်းသာကြွယ်ဝလာခဲ့ကြပါတယ်ကွယ်။ဒီပုံမြင်လေးကနေရရှိတဲ့သင်ခန်းစာကတော့ဘဝမှာဘလောက်ပဲဆင်းရဲနေပါစေစိတ်ရင်းကောင်းပြီးရိုးသားကြိုးစားသူတွေအတွက်မမျှော်လင့်တဲ့အခွင့်အရေးနဲ့ကံကောင်းခြင်းတွေကတနေ့နေ့မှာပေါ်ပေါက်လာနိုင်တယ်ဆိုတာပါပဲနော်ကလေးတို့ရေတခါတော့ကဤပညာလို့ခေါ်တဲ့လယ်သမားပညာရှိတယောက်ရှိတဲ့သူကအရန်ကိုစူးစမ်းပြီးသူ့လယ်ထဲမှာနေတိုင်းလိုအလုပ်လုပ်ပါတယ်ဤပညာရဲ့စိုက်ခင်းကတခြားလယ်တွေထက်အရန်လဲကောင်းပြီးအသီးအနှံတွေလည်းပိုမိုဖြစ်ထွန်းပါတယ်ဒါပေမဲ့ဥပညာလည်းအနီးတစ်ဝိုက်မှာမြေခွေးပါးနဲ့တကောင်ကနေထိုင်ပါတယ်။ဒီမြေခွေးကလယ်ထဲကအကောင်းဆုံးသီးနှံတွေကိုခိုးစားနေကြ။ဤပညာကဒီမြေခွေးကိုဖမ်းဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းခဲ့ပေမဲ့တခါမှမမိခဲ့ဘူးတဲ့။ဘာလို့လဲဆိုတော့အဲ့ဒီမြေခွေးကအရန်ကိုပန်းနှက်ပြီးဖမ်းဖို့လဲအရန်လဲမလွယ်ဘူးတဲ့။တနေ့မှာဥပညာကစိတ်ကူးကောင်းတစ်ခုရလိုက်တယ်။သူဟာသူ့လယ်ရဲ့အစွန်ဖျားမှာမြေမြုပ်ထားတဲ့အိုးကြီးတစ်လုံးကိုတွားထားခဲ့ပြီးအဲ့ဒီအိုးထဲမှာအဖိုးတန်ရတနာတွေရှိတယ်လို့ကောလာဟာလဖြန့်လိုက်ပါတယ်။မြေခွေးကလည်းအဲ့ဒီသတင်းကိုကြားတော့ရတနာတွေကိုရယူဖို့ခွင့်ရေးလို့တွေးလိုက်တာပေါ့။ညရောက်တော့မြေခွေးဟာတိတ်တဆိတ်နဲ့ဥပညာရဲ့လယ်နားကိုချဉ်ကပ်လာတယ်။ဥပညာပြောခဲ့တဲ့နေရာကိုရောက်တော့မြေမြုပ်အိုးကိုတူးဖော်ဖို့စတင်လှုပ်ဆောင်ပါတယ်။မြေခွေးကလည်းတညလုံးပင်ပန်းပန်းနဲ့တူးနေခဲ့ပါတယ်။နောက်ဆုံးတော့မောပန်းစွာနဲ့အိုးကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့အိုးထဲမှာရတနာတစ်ခုမှမရှိဘဲရွှွန့်တွေနဲ့သာပြည့်နေတာကိုတွေးလိုက်ရပါတယ်။အဲဒီနောက်မှာဥပညာကခြုံပုတ်ထဲကနေထွက်လာပြီးမြေခွေးကိုရေမောရင်းပြောလိုက်ပါတယ်။ဟေ့မြေခွေးမင်းဟာတကယ်တော့ငါရဲ့မြေကြီးကိုတူးပေးခဲ့တဲ့အကောင်းဆုံးအလုပ်သမားဖြစ်သွားပြီ။အခုငါလေကမင်းကိုကျေးဇူးတင်လောက်တဲ့အထိပိုပြီးမျောစာကောင်းသွားပြီ။မြေခွေးဟာအကြီးကျယ်ရှက်ပြီးဒေါသထွက်သွားပေမဲ့ဤပညာရဲ့ပညာရှိတဲ့အကြံကိုအတိမတ်ပြုလိုက်ပါတယ်။အဲဒီနေ့ကစပြီးမြေခွေးဟာဤပညာရဲ့လယ်ကိုဘယ်တော့မှလာမနှောင့်ယှက်တော့ပါဘူး။အခက်ခဲတွေကိုဘလို့ရင်ဆိုင်ကြော်ဖြတ်ခဲ့လဲဆိုတဲ့ဖြစ်ရမှန်အတူလေးတစ်ခုပြောပြပေးမယ်။ဒါကတော့ KFC ကိုတီထောင်ခဲ့တဲ့ခဝမ်ဆန်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။သူဟာအသက်65နှစ်ယောက်မှပဲအောင်မြင်မှုရခဲ့တဲ့သူပါ။အဲ့ဒီအချိန်မှာသူဟာဆင်းရဲပြီးသူ့ကိုထောက်ပံ့တဲ့ပင်စင်လစာကလည်း$96ပဲရှိပါတယ်။သူ့ဘဝပြောင်းလဲဖို့တစ်ခုခုလုပ်ရမယ်ဆိုတာကိုဆုံးဖြတ်လိုက်တယ်။သူ့တငယ်ချင်းတွေကသူလုပ်တဲ့ကြက်ကြော်ချက်နည်းကိုအရန်ကြိုက်ကြတယ်ဆိုတာကိုသွားသတိရပြီးအဲ့ဒီချက်နည်းကိုရောင်းဖို့ကြိုးစားခဲ့ပါတယ်။စတိုးဆိုင်ပေါင်း109ခုကိုတွားရောက်ခဲ့ပြီးအကြိမ်ပေါင်း1000ကျော်အငင်းခံခဲ့ရပါတယ်။တဆိုင်ပြီးတဆိုင်ရင်းပယ်ခံရပေမဲ့သူဟာဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။နောက်ဆုံးမှာတော့1011ကြိမ်မြောက်မှာပထမဆုံးလက်ခံပါတယ်ဆိုတဲ့အဖြေကိုရရှိခဲ့ပြီးသူ့ရဲ့ကြိုးစားမှုတွေအောင်မြင်လာကဘာကျော် KFC စားတောက်ဆိုင်ကြီးဖြစ်လာခဲ့ပါတယ်။ဒီပုံမြင်လေးရဲ့အနှစ်သာရကတော့ကိုယ့်ရဲ့အသက်အခြေအနေဘလို့ပဲရှိနေပါစေဘယ်တော့မှအရှုံးမပေးဘဲဆက်ကြိုးစားနေဖို့ပဲလိုပါတယ်။တခါတော့ကချစ်စုလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ချစ်စုဟာပန်းကလေးတွေပွင့်နေတဲ့တောအုပ်ကြီးရဲ့ဟိုးအစွန်ဖျားမှာနေတာပေါ့ကွယ်။သူများတွေနဲ့မတူတာကချစ်စုလေးမှာစက်ကူနဲ့လှုပ်ထားတဲ့ကြယ်မီပုံသေးသေးလေးတစ်လုံးအမြဲရှိတယ်။ညတိုင်းချစ်စုလေးဟာအဲ့ဒီကြယ်မီပုံလေးကိုခြံထဲကအသက်အကြီးဆုံးတစ်ပင်ကြီးစီကိုယူသွားတာပေါ့။ဒီတစ်ပင်ကြီးကိုရွာသားတွေကတစ်ပင်စောင့်နှက်လို့ခေါ်ကြတယ်။
ဘာလို့လဲဆိုတော့သူတို့ရဲ့ပြိုးပင်လေးတွေကိုဒီတစ်ပင်ကြီးကစောက်ရှောက်ပေးတယ်လို့သူတို့ကယုံကြည်ကြတယ်လေတညမှာတော့ကောင်းကင်ကြီးကအယမ်းမောင်လာပြီးလေတွေလည်းအယမ်းတိုက်မိုးတွေလည်းအယမ်းရွာလာတယ်အဲ့ချိန်မှာချစ်စုလေးကအိုးဒီညတော့တစ်ပင်စောင်းနှက်ကြီးအေးမိနေမှာပဲလို့တွေးလိုက်တယ်အဲ့ဒါနဲ့ချစ်စုလေးကသူ့ရဲ့ကျယ်မီပုံးလေးကိုယူပြီးတစ်ပင်ကြီးစီပြေးသွားတော့တာပေါ့ကွယ်တစ်ပင်ကြီးနာရောက်တော့မီးပုံးလေးထဲမှာဖျောင်းတိုင်တေးသေးလေးတစ်တိုင်ကိုမီးညှိလိုက်တယ်ပြီးတော့ချစ်စုလေးကတစ်ပင်စောင်းနှက်ကြီးရေဒီအလင်းရောင်နဲ့အနှွေးတက်လေးကတစ်ပင်ကြီးကိုနှွေးထွေးစေမှာပါနော်လို့ပြောရင်းမီးပုံးလေးကိုတစ်ပင်ကြီးရဲ့အကိုင်းအခက်တစ်ခုမှာချိတ်လိုက်တာပေါ့အဲ့ဒီညမှာပဲအရန်ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာတယ်ချစ်စုလေးအိမ်ပြန်ပြီးအိပ်ပျော်သွားတဲ့အချိန်မှာတစ်ပင်စောင်းနှက်ကြီးဟာချစ်စုလေးရဲ့ရိုးသားတဲ့စေတနာနဲ့ချစ်ချင်းမေတ္တာတည်သွားပြီးအယံဝမ်းသာပီတိဖြစ်သွားမိတယ်။အဲ့ဒီချိန်မှာရုတ်တရက်ချစ်စုလေးချိတ်ဆွဲပေးခဲ့တဲ့ကျဲမီပုံးလေးဟာရွှေရောင်တောက်ပတဲ့ကျဲအစ်စ်တစ်လုံးဖြစ်သွားပြီးဟိုးကောင်းကင်ဘော်ကိုပြန်တက်သွားတယ်။အဲ့ဒီနေ့ကနေစပြီးအဲ့ဒီကျဲလေးဟာအမြဲတမ်းတောက်ပနေပြီးညတိုင်းချစ်စုလေးရဲ့အိတ်ခမ်းပတင်းပေါက်ကိုအလင်းရောင်ပြန်ပေးပြီးချစ်စုလေးကိုလည်းအမြဲဆောက်လျောက်ပေးခဲ့ပါတယ်တဲ့ကလေးတို့ရေပုံမြင်လေးပေးတဲ့သင်ခန်းစာကတော့ကိုရဲ့ကျင်နာမှုနဲ့စေတနာကောင်းမှုဟာတန်ဖိုးကြီးမားတဲ့အလင်းရောင်ကိုပြန်လည်ဖန်တီးပေးနိုင်ပါတယ်ဘယ်အရာမဆိုသေးငယ်တယ်လို့မထင်လိုက်ပါနဲ့စိတ်ရင်းစေတနာပါရင်အရာအလုံးအတိတ်ပဲရှိပါတယ်နော်သားတို့သမီးလေးတို့ရေ